ထေရဝါဒဗုဒ္ဓဘာသာမှာတရားတစ်ဖြစ်ခွင့်ပြုထားတဲ့နတ်ပူဇော်ဘာသာခြင်းမျိုးကဘယ်လိုမျိုးလဲဒီနေ့ဒီကြောင်းအလေးကိုကျွန်တော်လေ့လာထားမိတဲ့လောက်လေးညှဝေပေးတော့မှာဖြစ်ပါတယ်ကျွန်တော်လီလာမီတာလေးကိုပြောရလို့ရှိရင်မကန်ခေတ်ကအနော်ထာမင်းရဲ့ဖခင်ကွမ်းစော်ကြောက်ဖြူမင်းဆိုတာရှိတယ်။ကွမ်းစော်ဆိုတာဘာကိုပြောတာလဲဆိုတော့အဲ့ဒီခေတ်တုန်းကလေတွေရာတွေအခွန်ဆောင်မှုအတွက်ကိုစော်ဩရတဲ့အလုပ်ကိုကွမ်းစော်လို့ခေါ်တယ်။အဲ့ဒီခေတ်တုန်းကအနော်ထာရဲ့အဖေကွမ်းစော်ကြောက်ဖြူမင်းကဘယင်မဖြစ်ခင်အဲ့ဒီအလုပ်ကိုလုပ်ပါတယ်။သူ့ရဲ့ရာဇဝင်ကိုပြန်ကြည့်ရင်တွေ့လဲမင်းမျိုးမင်းတွေကနေပဲဆင်းသက်လာတာဖြစ်ပါတယ်။ကွမ်းစော်ကြောက်ဖြူမင်းရဲ့အမေကနန်းတွင်းမှာအာဏာလုပွဲဖြစ်တော့အဲ့နန်းတွင်းမှာမနေလိုတာနဲ့ပဲရွာဘက်ကိုသွားပြီးတော့မှမထင်မရှားနေထိုင်ပြီးတော့မှကွမ်းစော်ကြောင်းမြုံမင်းကိုမွေးတယ်သူ့ရဲ့မိခင်ကတိတက်ကာသာအရွယ်တဲ့ကဘာသာတရားရဲ့အဆုံးအမတွေကိုတိုးသွင်းမိတယ်ဘာသာတရားနဲ့အညီနေထိုင်မှုလည်းပြောတယ်ပေါ့နော်သူအရွယ်ရောက်လာတဲ့အချိန်မှာသူကလေရီယာတွေကိုအခွန်ဆောင်ဖို့အတွက်ဆော်ဩရတဲ့ကွမ်းစော်အလုပ်ကိုသူကနန်းထဲမှာဝင်လုပ်တယ်အဲ့လိုလုပ်နေတယ်သူ့စိတ်ထဲမှာငါကမင်းမျိုးမင်းတွေကနေဆင်းသက်လာတာဖြစ်တယ်တတိကြိုင်ကဘယင်ဖြစ်ရမယ်ဆိုတဲ့အတွေ့မျိုးသူ့စီမှာရှိတယ်အဲ့လိုရှိတော့လေသူကတရားသဖြင့်ပဲရရမယ်ဆိုတဲ့အတွေ့မျိုးနဲ့ခေါင်းထဲမှာရှိတယ်အဲ့လိုအတွေ့မျိုးနဲ့ပဲသူကဒီစင်ရက်ဆက်ဒီအလုပ်ကိုလုပ်လာတယ်အဲ့လိုအလုပ်လာတဲ့အချိန်တိုင်းမှာလည်းသူ့ရဲ့အမေကသူ့ကိုထမင်းတော့ထည့်ပေးတယ်တနေ့ဟိုနေကလေရီယာတွေနဲ့တွားတယ်ခွန်ဆောင်ဖို့ဆော်ဩတယ်နေကထမင်းစားချိန်ရောက်ရင်စားနေကြဆောင်းချမ်းပင်ဆိုတာလေးရှိအဲ့ဒီအပင်အောက်မှာသူကထမင်းစားတယ်အဲ့ထမင်းမစားခင်ထမင်းထိုးကိုလည်းသူကအရင်ဦးသူမစားခင်စားဦးစားပြားကိုဆောင်းချမ်းပင်ဆောင်းနှက်ကိုတိုင်တယ်ပြီးတော့မှလည်းစားဦးစားပြားကိုသူကဆက်တာတယ်ပေါ့ဗျာပြီးတော့ငါးပါးတီလာကိုလည်းသူကလုံချုံအောင်စောက်ထိန်တယ်အဲ့ဒီအကျိုးကျေးဇူးနှစ်ခုကြောင့်ပဲဆောင်းချမ်းပင်ဆောင်းနှက်ရဲ့ကုညီမှုနဲ့ပဲနောက်ဆုံးမှာပကံမှာဘယင်ဖြစ်ခဲ့တယ်ဒါကတရားသဖြင့်ပူဇော်ပန်းတာလို့နတ်တွေကသူ့ကိုပြန်ပြီးကုညီတော့ကျိုးကိုခံစားရပြီးတော့မှဘယင်ဖြစ်ခဲ့တာဖြစ်တယ်တရားဝါဒဗုဒ္ဓဘာသာမှာပြန်ကြည့်လို့ရှိရင်တရားသဖြင့်နတ်ပူဇော်ဘာသာဝင်ပေးရတာဘယ်လိုမျိုးလဲဆိုတော့ပြန်ပြီးတော့မှကျွန်တော်လေ့လာမိတာလေးပြောရလို့ရှိရင်တောဆောင်နဲ့တောင်ဆောင်နဲ့ရုပ်ကစိုးတို့အဲ့လိုမျိုးနတ်တွေကိုတရားသဖြင့်ပူဇော်ပန်းတာကိုတော့တရားဝါဒမှာတရားသဖြင့်ခွင့်ပြုထားတယ်လို့ကျွန်တော်လေ့လာဘူးတယ်မိတ်ဆွေတို့ရဲ့အမြင်ကတော်တော်များများသိထားကြတယ်39မင်းနဲ့ဒီလိုမျိုးကျွန်တော်ပြောတဲ့တရားသဖြင့်ပူဇော်ပန်းတာလေးကိုဘယ်လိုမြင်လဲအမြင်လေးတွေကိုမှပြောပြပြခဲ့ကြပါဦးနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျွန်တော်ရဲ့ account ကို like and follow လေးလုပ်ပြီးတော့မှ share လေးလုပ်ပြီးတော့မှကူညီပေးကြပါဦးခင်ဗျာကျေးဇူးပါ